ချစ်သူရည်စားအပေါ်မှာစီထားကထိမ့်ထိမ့်သိမ့်သိမ့်နေတတ်တဲ့အမျိုးသမီးနုပညာရှင်၃ယောက်အခုကမှတော့အမျိုးသမီးတွေအများစုဟာချစ်သူရည်စားတွေပေါ်မှာရှုံးမက်ကပုံအပ်တတ်ကြပါတယ်။ဒါပေမဲ့လည်းဒီဗီဒီယိုထဲမှာတော့ချစ်သူရည်စားထားရင်တော့စီထားတတ်တဲ့စံပြအမျိုးသမီးနုပညာရှင်၃ယောက်ကိုပြောပြသွားမှာပါ။နံပါတ်3မိုးဟီကိုကတော့မြန်မာနိုင်ငံကအပြိုကြီးနုပညာရှင်တွေထဲမှာတူပါဝင်ပါ။မိုးဟီကိုဟာနုပညာလောကမှာထိပ်တန်းအောင်မြင်တဲ့မင်းသမီးတူဖြစ်ရပ်တည်နေတယ်လို့စီးပွားရေးလောကမှာလည်းအောင်မြင်တဲ့တတိမကြီးတူပါမိုးဟီကိုရဲ့အလှတရားကတော့ပြောစရာမလိုအောင်ပါပဲဒါပေမဲ့မိုးဟီကိုဟာချစ်သူရေးစားထားရင်တော့စီးနေထားကဂုံတိတ်ကထိမ့်သိမ့်နိုင်တဲ့အမျိုးသမီးတူပါနံပါတ်1စိုးပြေသစိန်အနုပညာလောကမှာစိုးပြေသစိန်ဟာလည်းအဖို့ဆိုရင်ဖို့တော်မတန်းဘူးတဲ့အမျိုးသမီးအနုပညာရှင်တူပါပဲစိုးပြေသစင်ဟာဟဲဝီယန်နဲ့မင်္ဂလာဆောင်ခံနေတော့မိခင်ဖြစ်သူနဲ့မှအတူတူသွားတတ်တဲ့စံပြအမျိုးသမီးလို့ဆိုရမှာပါနံပါတ်1နဝရန်ကိုထိမ့်သိမ့်နိုင်စွမ်းရှိတဲ့အပြိုကြီးနုပညာရှင်တွေမှာနဝရက်ကလည်းရှေ့ဆုံးကပါပါတယ်နဝရဟာအတိတ်တစ်ချိန်မှာမြန်မာနိုင်ငံရဲ့ထိပ်တန်းရုပ်ရှင်မင်းသမီးဖြစ်ခဲ့ပူတာပါအားလုံးသိကြတဲ့အတိုင်းနုပညာလောကမှာရုပ်ရည်ချောမောတဲ့မင်းသမီးအနာမှာအမျိုးသားတွေကဝိုင်းဝိုင်းလည်နေတတ်ပါတယ်ဒါပေမဲ့နဝရက်ကတော့ကိုထိမ့်သိမ့်ကအပြိုကြီးဆိုတဲ့ဂုံပုတ်ကိုထိမ့်သိမ့်ထားနိုင်သူပါအခုပြောပြခဲ့တာကတော့ဂုံတိတ်ခါကိုတန်မိုးထားတဲ့မြန်မာမင်းသမီး၃ယောက်ပဲဖြစ်ပါတယ်